2025ခုနှစ်မေလ21ရက်ဗုဒ္ဓဟူးနေ့ဘုရားသခင်တည်ကောင်ထိုအခါကိုရောကစပားရိပ်ဆရာများစွာရှိ၏ရိတ်သောသူတို့သည်နေကြ၏ရှင်မသက်ခရစ်ဝင်ခန်းကြီး9ငွေ39လူငယ်သည့်နှစ်များကဧဝံဂေလိတရားနှီးနှောဖလှယ်ပွဲတစ်ခုတွင်သူမ၏အံ့ဖွယ်ဘဝအကြောင်းဝေမျှပေးသည့်ရှန်တီဆိုသူအသက်ငယ်ငယ်အမျိုးသမီးနှင့်ဆုံမှုခဲ့သည်ခရစ်တော်အကြောင်းကြားခဲ့ရပြီးနောက်ရှန်တီကခရစ်တော်၏သာသနာကိုပိုလေ့လာနိုင်ရန်ဓမ္မမှုကောလိပ်တစ်ခုကိုတက်ဖို့လုပ်ခဲ့သည်နောက်ပိုင်းမှာသူမသည်ကလေးများအားခရစ်ယာန်တီးသချင်းများကိုသင်ကြားပို့ချပေးသည့်ကျောင်းတစ်ကျောင်းကိုစတင်ခဲ့ပါသည်မိဘများကသချင်းအဓိပ္ပာယ်ကိုရှန်တီအားမေးကြချိန်သူတို့အားသတင်းကောင်းကိုသူမဝင်ငှနိုင်ခဲ့သည်သူမ၏သာသနာလုပ်ငန်းကတိုးတက်လာပြီးရွာသူရွာသားများ၏ဖိမမှုနှင့်အသင်းတော်တစ်ပါးဖြစ်လာသည်သူမအသက်တာအကြောင်းကရေတွင်းမှာသခင်ယေရှုနှင့်ဆုံခဲ့သည့်ရှမာရိအမျိုးသမီးအကြောင်းအားကျွန်မအမှတ်ရမိစေသည်သူမ၏ဘဝအကြောင်းအားလုံးကိုသခင်ကပြောခဲ့တာကြောင့်မေရှိယနှင့်သူမတွေ့ဆုံခဲ့ရကြောင်းသူမယုံကြည်သည်သူမဝမ်းသာအားရဖြင့်လူအားလုံးကိုပြောပြဖို့မြို့ထဲကအပြေးသွားခဲ့သည်သူမ၏တသက်ခံချက်ကြောင့်တမြို့လုံးသခင်ယေရှုအားတွေ့မြင်ပြီးတည်င်းကောင်းကိုကြားနာရန်လာခဲ့ကြပါသည်ဧဝံဂေလိတရားအားအခြားသူများအားဘုရားသခင်ခွင့်လွှတ်မှုမေတ္တာနှင့်ကျေးဇူးကိုခံစားနိုင်ရန်သခင်ယေရှုခရစ်တော်၏တည်င်းကောင်းကိုမျှဝေခြင်းဖြစ်သည်ရှန်တီနှင့်ရှမာရိအမျိုးသမီးကဲ့သို့ကျမတို့သည်နှုတ်ကပတ်တော်နှင့်လှုပ်ဆောင်မှုဖြင့်တွေ့ဆုံသူတိုင်းအားဘုရားရှင်မေတ္တာတည်င်းကောင်းကိုဝေမျှရန်ဘယ်အခါမှမရှက်ရွံ့ရပါစင်ကြင်ရန်ဧဝံဂေလိတရားကဘုရားသခင်မေတ္တာကိုဝေမျှဖို့အခွင့်အရေးဖြစ်ပါသည်အာယုပြုဆုတောင်းရန်တည်င်းကောင်းမကြားရသေးသူများအတွက်ဆုတောင်းချက်မေတ္တာရှင်အဖကယ်တင်ခြင်းလက်ဆောင်အတွက်ယေရှုတင်ပါ၏ကျွန်ုပ်တို့ပြောတာလှုပ်ဆောင်တာကတဆင့်ကိုရော၏မေတ္တာပြည့်နှံ့စေမှုပါအာမင်Navamani Peter Connecticut India